ဒီနေ့မှာတော့တာမန်ဘွားကနေမင်းသားဖြစ်လာခဲ့တဲ့ဒါစတန်ရဲ့စွန်စားကန်းတွေနဲ့ပြည့်နှက်နေတဲ့ Prince of the Persia The Son of the Time ဆိုတဲ့စကားကောင်းလေးကိုတင်ဆက်ပေးသွားမှာပါဇလန်လေးမစခင်မှာ channel လေးကို subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့ဦးနော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတရုတ်ပြည်နယ်နယ်မိတ်ကနေပြည်တဲ့ပင်လယ်ကမ်းခြေအထိကျယ်ပြန့်တဲ့အင်ပါယာကြီးတစ်ခုထွန်းကားခဲ့ပူပါတယ်အဲ့ဒီအင်ပါယာကတော့တိုက်ပွဲတိုင်းကိုအနိုင်တိုက်ခိုက်နိုင်စွမ်းရှိခဲ့တဲ့ပါရှားအင်ပါယာကြီးပဲဖြစ်ပါတယ်ပါရှားဘုရင်ဖြစ်သူရှာရမန်ဟာသူ့ရဲ့ညီနီဇန်နဲ့အတူတိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပါတယ်ဘရင်ကြီးမှာဂုဏ်ရတဲ့ Test နဲ့ Gazis ဆိုတဲ့တားတော်နှစ်ပါးရှိခဲ့ပြီးသူတို့ကိုအလွန်မင်းချင်းမြတ်နိုးခဲ့ပါတယ်။ဒီနေ့မှာတော့ဘရင်ဖြစ်သူ Sherman ဟာခီးထွက်လာရင်းနဲ့ Base လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကဘရင်သွားနေတဲ့လမ်းကိုမတော်တဆပိတ်မိသွားခဲ့ပါတယ်။အဲ့ဒီအခါဘရင်လူယုံတော်တစ်ယောက်ကစိတ်ဆိုးမှန်ဆိုးနဲ့အဲ့ဒီကောင်လေးကိုရိုက်နှက်ပါတော့တယ်။အဲ့ဒါကိုမြင်သွားတဲ့ Dustin ဆိုတဲ့ကောင်လေးကပစ်ကိုကာကွယ်ဖို့အတွက်အဲ့ဒီလူကိုပန်းသီးနဲ့ပစ်ပေါက်လိုက်ပါတယ်။အဲ့ဒီခါမှာတော့ပါရှန်စစ်တပ်က Dustin ကိုဈေးထဲမှာလိုက်လံဖမ်းဆီးပါတော့တယ်။ဒက်စတန်ဟာနောက်ဆုံးမှာဖမ်းခံလိုက်ရပြီးတဲ့နောက်မှာတော့ဘီရင်ကြီးကဒက်စတန်ရဲ့ရဲရဲမှုနဲ့ကိုကျိုးမငဲတဲ့စိတ်ဓာတ်ကိုသဘောကျသွားခဲ့ပါတယ်။ဒက်စတန်ဟာမိဘမဲ့မန်ပြီးသွားတဲ့အခါမှာတော့ဒက်စတန်ကိုသားအဖြစ်မွေးစားလိုက်ပါတော့တယ်။ဒီလိုနဲ့နန်းသွေးမပါတဲ့လမ်းဘေးကကောင်လေးတယောက်ဟာမထင်မှတ်ပဲနဲ့ပါရှားမင်းသားဖြစ်လာခဲ့ပါတော့တယ်။15နှစ်ကြာပြီးတဲ့နောက်မှာတော့ဒက်စတန်နဲ့သူ့ရဲ့အကူတော်တွေဖြစ်တဲ့ဂါစစ်တက်စ်တို့ဟာအလမုတ်မျိုးကိုတိုက်ခိုက်ဖို့အတွက်ပါရှန်စစ်တပ်ကိုဦးဆောင်လာကြပါတယ်။အာလာမိုဟာတန်ရှင်းမြင့်မြတ်တဲ့မျိုးတော်ဖြစ်ပြီးဘယ်အင်ပါယာမှမကျူးကျော်ရတဲ့မျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ဘရင်ရဲ့ညီဖြစ်သူနီဆန်ကအလမုတ်လူမျိုးတွေဟာပါရှားရဲ့ရန်သူတွေကိုလက်နက်တွေရောင်းချနေတယ်လို့ဂုံချောသွေးထိုးစကားကြောင့်တက်စ်ကဘရင်ကြီးမရှိတဲ့အချိန်မှာပဲမျိုးကိုတိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါစတန်ကတော့ပြစ်မဲ့သူတွေကိုအစုလိုက်ပြုံလိုက်အသက်မခံရအောင်သူ့တငယ်ချင်းပြင်းတဲ့အတူလှုပ်ဝက်ပြီးတိုက်ခိုက်ဖို့ပဲကြိုးစားခဲ့ပါတယ်။သူဟာမြင်မာတဲ့တိုင်းကြီးကိုဝလုံးတွေအုံပြုပြီးတော့ကျွမ်းကျင်စွာတက်သွားခဲ့ပါတယ်အပေါ်ကိုရောက်တဲ့အခါမှာတော့ဂိတ်တကားကိုဖွင့်ပေးလိုက်ပြီးတော့ပါရှန်စစ်တပ်ကိုအချက်ပြုလိုက်ပါတယ်စစ်တပ်ကြီးမျိုးထဲဝင်လာတဲ့အခါမှာတော့ဒါစတန်ဟာအလမိုစစ်တပ်ကိုတားဆီးဖို့အတွက်မြေပြင်ကိုမိရှို့လိုက်ပါတော့တယ်တစ်ဖက်မှာလည်းမျိုးကြရှုံးတော့မယ်ဆိုတာကိုသိတဲ့အလမိုမင်းသမီးတာမီနာကသူ့ရဲ့အဆောင်တစ်ယောက်ကိုလှုပ်ဝက်ပစ္စည်းတစ်ခုကိုပေးပြီးဘေးကင်းရာကိုယူသွားခိုင်းခဲ့ပါတယ်ဒါပေမဲ့ဒါစတန်ကအဲ့ဒီလူကိုဂျားဖြတ်တိုက်ခိုက်ခဲ့ပြီးတော့ထူးဆန်းတဲ့တမြောင်တစ်လက်ကိုတင်စီလိုက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အလမိုမျိုးဟာကြာရှုံးသွားခဲ့ပြီးတာမီနာလည်းအဖမ်းခံလိုက်ရပါတော့တယ်မင်းသမီးရဲ့အလှမှာနေမျိုးသွားတဲ့တက်စ်ကသူမကိုလက်ထပ်ဖို့တောင်းဆိုလိုက်ပါတယ်။တာမီနာကပထမညင်းဆိုနေပေမဲ့ဒါစတန်ရှိမှာထူးဆန်းတဲ့တမြောင်ရှိနေတာကိုသိသွားတဲ့အခါမှာတော့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။အောင်ပွဲခံနေတော့မှပဲတက်စ်ကဒက်စတန်ကိုအလမိုမျိုးကတင်းယူခဲ့တဲ့ဝေးယုံတစ်ထည်ကိုဘရင်ကြီးအတွက်လက်ဆောင်အဖြစ်ပေးခိုင်းလိုက်ပါတယ်။ဘရင်ကြီးရှာမန်ကဒက်စတန်ရဲ့ရွယ်စံတတိကိုချီကျူပြီးသူဟာတော်ဝင်သွေးမရှိပေမဲ့စိတ်ဓာတ်ကတော့ဘရင်တစ်ပါးလိုမြင့်မြတ်ကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီနောက်ဒါစတန်ကအကိုဖြစ်သူတက်စ်နဲ့တာမီနာတို့ကိုလက်ထပ်ဖို့ခွင့်တောင်းနိုင်တဲ့အခါမှာတော့ဘရင်ကြီးကမထင်မှတ်ပဲနဲ့တာမီနာကိုဒါစတန်နဲ့ပဲလက်ထပ်စီရင်လို့စောင်းနှောက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရုတ်တရက်ဘရင်ကြီးဟာတုံရင်လာပြီးလက်ကျတည်ဆုံးသွားပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီဝေးယုံမှာအစိတ်တွေတုတ်ထားတာဖြစ်နေလို့ပါပဲဘရင်ကြီးကိုဝေးယုံဆက်တက်လိုက်တဲ့ဒါစတန်ကိုလူသက်သမားအဖြစ်ဆွဆွဲလိုက်ပါတော့တယ်ချုပ်ထွေးနေတော့ဒါစတန်ဟာမင်းသမီးတာမီနာနဲ့အတူထွက်ပြေးခဲ့ပါတယ်ဒါစတန်ကဒီလိုရဟာသူ့အကိုတက်စ်ကထိနှက်လူကျင်လို့လောက်တာလို့တန်တရားဝင်နေခဲ့ပါတယ်တာမီနာကသူ့ကိုနားလဲပြီးလို့ဟန်ဆောင်ပြီးဓမြောင်ကိုပြန်လူယူဖို့စူးစမ်းခဲ့ပါတယ်။ရုံရင်းဆန်ခတ်ဖြစ်နေရင်ရုတ်တရက်တက်ဆန်ဟာဓမြောင်ရဲ့ခလုတ်ကိုမတော်တဆနှိပ်မိသွားခဲ့ပါတယ်။အဲဒီခါမှာတော့အချိန်တွေကနောက်ပြန်ဆုတ်သွားပါတော့တယ်။အဲဒီဓမြောင်ထဲမှာအချိန်သေးတွေရှိနေပြီးတော့အချိန်ကို10မိနစ်စာနောက်ပြန်ဆုတ်နိုင်တယ်ဆိုတော့ကိုသူသိသွားခဲ့ပါတယ်။ဒီစွမ်းအားကိုတည်သွားပြီးတဲ့နောက်မှာတော့ဒါစတန်ဟာသူ့အကိုတက်ကဒီဓာတ်ကိုလူချင်းလို့အဖေဖြစ်သူကိုတက်ပြီးသူ့ကိုအကွက်စင်တယ်လို့ပို့ပြီးတော့ယုံကြည်သွားခဲ့ပါတယ်။သူဟာအမှန်တရားကိုရှင်းပြဖို့အတွက်ဦးရီတော်ညင်စံနဲ့တော့ဝတ်တွေ့ဆုံခဲ့ပါတယ်ဒါပေမဲ့နီဇန်ရဲ့လက်မှာရှိနေတဲ့မီးလောင်တရားတွေကိုမြင်လိုက်ရတဲ့အခါမှာတော့ဘရင်ကြီးကိုတတ်တဲ့တကယ်တည်းရကန်ဟာသူ့ဦးလေးနီဇန်ဆိုတာကိုဒက်စတန်သိလိုက်ရပါတော့တယ်။နီဇန်ကတက်စ်ကိုလည်းဒက်စတန်ဟာနန်းလူကိုစူးစမ်းနေတယ်လို့လိန်ညာပြောဆိုလိုက်ပါတယ်။ဒါပေမဲ့တက်စ်ကဒက်စတန်ကိုတရားဥပဒေတိုင်းစီရင်ခြင်းနဲ့ဆိုပြီးညှိဆိုလိုက်တာကြောင့်နီဇန်ကရက်ဆက်ချမ်းကျုပ်တဲ့လူဆိုးအဖွဲ့တစ်ဖွဲ့ကိုငှားလိုက်ပါတယ်။တာမီနာကဒက်စတန်ကိုဓမြောင်လေးနဲ့ပတ်သက်ပြီးအမှန်တရားကိုပြောပြလိုက်ပါတယ်။အလမုတ်မျိုးအောက်မှာရှိတဲ့ကြီးမားတဲ့တဲနိုင်တစ်ခုရှိပြီးအဲ့ဒီတဲတွေကဓမြောင်ကိုဆွမ်းအားပေးနေတာပါ။အချိန်ကြာကြီးနောက်ပြန်ဆုတ်ကျင်နေဆိုရင်တော့အဲ့ဒီတဲနိုင်တွေကိုဓမြောင်နဲ့ထိုးစားရမှာဖြစ်ပေမဲ့အဲ့ဒီလိုလုပ်မယ်ဆိုရင်ကဘာကြီးပျက်စီးသွားနိုင်မှာဦးရီတော်နီဇန်ရဲ့ရည်ရွယ်ချက်ကတော့ချင်းသေးတစ်ကောင်နဲ့ရံမှုချင်းကိုခံခဲ့ရပူတဲ့ကလေးဘွားကိုပြန်သွားချင်တာဖြစ်ပြီးသူ့အကိုကိုအသေးခံခိုင်းကသူ့ကိုယ်တိုင်ဘရင်ဖြစ်စေဖို့ပါပဲနောက်ဆုံးမှာတော့ဒက်စတန်ဟာအလမုမျိုးကိုပြန်သွားပြီးတက်စ်ကိုအမှန်တရားယုံကြည်လောက်အောင်သူ့ကိုယ်သူဓာတ်နဲ့ထိုးပြပြီးအချိန်နောက်ပြန်ဆုတ်ပြခဲ့ပါတယ်တက်စ်ကအမှန်တရားကိုသူသွားချိန်မှာတော့နီဇန်ရောက်လာခဲ့ပြီးတက်စ်ကိုတက်လိုက်ကလက်မြောင်ကိုပြူသွားပါတော့တယ်အဲဒီနောက်နီဇန်နဲ့ဒက်စတန်တို့ဟာတဲနာရီရှိရာကူထဲမှာထိတိုက်တွေ့ကြပါတော့တယ်ပြင်းထန်တဲ့တိုက်ပွဲပြီးမှတော့နီဇန်ကဒက်စတန်နဲ့တာမီနာတို့ကိုကြောက်တဲ့ကိုတွန်းချလိုက်ပါတယ်ဒက်စတန်ကတာမီနာရဲ့လက်ကိုဆွဲထားနိုင်ပေမဲ့တာမီနာကသူမကိုလွတ်ချလိုက်ပြီးနီဇန်ကိုတားဖို့အတွက်ပြောပြလိုက်ပါတယ်ဒက်စတန်ကညှင်းဆိုခဲ့ပေမဲ့တာမီနာကကိုစတေးကလက်ကိုလွတ်ချလိုက်ပါတော့တယ်နီဇန်ကတဲနာရီကိုဓာတ်နဲ့ထိုးလိုက်တဲ့ချိန်မှာပဲဒက်စတန်ကအပုပ်ကိုပြန်တက်လာနိုင်ခဲ့ပြီးအမြောင်ကခလုတ်ကိုနှိပ်လိုက်ပါတော့တယ်
အဲ့ဒီခါမှာတော့သိန်းနာကြီးကွဲသွားခဲ့ပြီးတော့အလုံးမျိုးတစ်မျိုးလုံးပျက်စီးတော့မဲ့အခြေအနေမှာဒါစတန်ကအချိန်တွေကိုအစအဆုံးနောက်ပြန်လှည့်လိုက်ပါတော့သူဟာအလုံးမျိုးကိုသိမ့်ပိုက်ပြီးစအမြောင်ကိုပထမဆုံးကင်ခဲ့တဲ့အချိန်ကိုပြန်ရောက်သွားအောင်အချိန်ကိုပြန်လှည့်လိုက်တာပါအဲ့ဒီမှာဒါစတန်ကဦးရီတော်နီဆန်ရဲ့အကြံစီတွေကိုသူ့နောင်တော်ကိုဖွင့်ချလိုက်ပါတော့တယ်အကြံပေါ်သွားတဲ့နီဆန်ကဒါစတန်ကိုတက်ဖို့ကြိုးစားခဲ့ပေမဲ့တက်ကကြားဖြတ်ပြီးနီဆန်ကိုတက်လိုက်ပါတယ်အဲ့နောက်တက်ကမင်းသမီးတာမီနာကိုအလုံးမျိုးကိုတိုက်ခိုက်ခဲ့တဲ့အတွက်တောင်းပန်စကားဆိုခဲ့ပြီးချစ်ချီရေးထိမ့်မှန်အနေနဲ့ဒါစတန်နဲ့လက်ဆက်ဖို့အကြံပြုလိုက်ပါတယ်အဲ့ဒီကမင်းသားဒါစတန်ကတူးထောက်ပြီးတော့အချိန်တစ်မြောင်ကိုတာမီနာစီကိုလက်ဆောင်အောင်ပြန်ပေးလိုက်ပါတယ်တာမီနာကအန်ဟောသွားပြီးတဲ့နောက်မှာတော့ဒါစတန်ရဲ့စိတ်ပြောင်းလဲသွားမှုအကြောင်းကိုမြင်မြန်လိုက်ပါတယ်ဒါစတန်ကသူတို့တအုပ်နဲ့တအုပ်အသေးချာမသိသေးကြောင်းဒါပေမဲ့မကြမီတအုပ်နဲ့တအုပ်တိထက်ပိုပြီးရင်းနှီးလာဖို့မျှော်လင့်ကြောင်းပြောပြရင်းနဲ့ပဲစကားလေးကိုအဆုံးသတ်ထားပါတယ်နောက်များမှာလည်းအခုလိုမျိုးစိတ်ဝင်စားပဲတူတာရတာရစေမဲ့စကားကောင်းလေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးเนาะအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ